စက်လေးတွေပြန်တော့မယ်ကွန်းတွေလည်းပြန်စားမယ်အရက်တွေလည်းပြန်တော့မယ်ကွာထမင်းလည်းပုံမှန်မစားပဲနေမယ်အိမ်ရင်လည်းညနေနဲ့မှအိမ်မယ်ဖြစ်ချင်တာဖြစ်ကွာငါလူလောကကြီးတွေကအမြန်ဆုံးသိချင်နေပြီကွာအားလုံးကိုအရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်